Hello မင်္ဂလာပါဒီချေဖုံးမဲ့ကွဲပါ Grammar School လေးကိုဖွင့်လှစ်ထားသူဖြစ်ပါတယ်အခုဒီချေ Writing Basic တန်းလေးကိုခေါ်ထားတယ်ပေါ့နော် Writing Basic တန်းလေးကအခုမှ Level 1စတာပါသူက Level 3ခုရှိတယ်ပေါ့နော် Level 1 Level 2 Level 3ဆိုပြီးတော့ Level 3ခုရှိတယ်သူကessay ရင်းပြီးအခြေခံပဲဖြစ်ပါတယ်ဒါပေမဲ့ essay အပုတ်ကြီးကိုတက်ပြီးတော့ချပေးထားတာမျိုးမဟုတ်ဘဲနဲ့သူကစာကြောင်းလေးတွေအရင်တိစောက်တက်အောင် subject နေရာမှာ subject ထားတဲ့အောင် verb နေရာမှာ verb ထားတဲ့အောင်အဲ့လိုလေးစာကြောင်းလေးတွေတိစောက်ခိုင်းတာရှိတယ် collect ပြင်လေးတွေလုပ်ခိုင်းတာရှိတယ်ကွာကိုစာကြောင်းလေးတွေစမ်းပြီးတော့ရေးခိုင်းတာရှိတယ်ပြီးတော့မှသူက lesson တစ်ခုချင်းမှာသူက writing တစ်ပုဒ်ချင်းပါတယ်ပေါ့နော်ကိုယ့်ရဲ့အကြောင်းလေးတွေ my family တို့အဲ့လိုမျိုးပေါ့နော် my school တို့ကိုယ့်ရဲ့အကြောင်းလေးတွေကိုသင်ခန်းစာရဲ့နောက်ဆုံးလေ့ကျင့်ခန်းမှာ writing တစ်ပုဒ်အနေနဲ့ရေးခိုင်းတဲ့အနှစ်ချုပ်ကောင်းတစ်ခုပါပါတယ်ဒါကြောင့်မလို့ writing အခြေခံအတန်းလေးပဲဖြစ်ပါတယ် level ကတစ်ခုတည်းမဟုတ်ပါဘူး level 1 2 3ဆိုပြီးတော့ level 3ခုရှိတာဖြစ်ပါတယ်ဒီ level 3ခုပြီးသွားရင်ဒီအတိုင်းတာအထိဒီချေကရောက်နိုင်တယ်လို့ရောက်နိုင်တယ်လေဆိုရင်ပြောပြပေးမယ်ဒီချေတို့ intermediate လေတန်းစစ်essay writing လောက်ကတော့ကလေးတွေဟာရရှိသွားမှာပဲဖြစ်ပါတယ်အလေတန်းစစ် essay ဆိုရင်ဒီချေတို့ဒီလိုမြန်မာလိုတွေးအင်္ဂလိပ်လိုမြန်မာလိုတွေးပြီးတော့အင်္ဂလိပ်လိုရေးပေါ့နော်အလေတန်းစစ်အင်္ဂလိပ်စာကြောင်း15ချောင်းလောက်ကိုရေးနိုင်မယ်ဆိုရင်တော့ဒီချေတို့အောင်မြင်တယ်လို့ပြောလို့ရတယ်လေပြီးတော့အလေတန်းစစ်မှာကလည်းလုံးဝကွာကိုတွေးပြီးရေးခိုင်းတာမျိုးမဟုတ်ဘဲနဲ့ဘယ်လိုပြောမလဲအဖေအကြောင်းကိုမေးမယ်ဆိုရင်what is your father nameပြီးတော့what is his job ပေါ့နော်သူ့ရဲ့အလုပ်ကဘာလဲအဲ့လိုမျိုးလေးတွေမိကုန်းလေးတွေနဲ့ဟိုမှာကလေးတွေကဖြည့်သွားရတဲ့ပုံစံမျိုးလေးပဲရှိပါသေးတယ်ကွာကိုတွေးပြီးတော့ကွာကိုရေးတဲ့ပုံစံမျိုးတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီချိန်ပြောချင်တာကဒီ level 1 2 3အားလုံးပြီးသွားနိုင်တယ်ပြီးသွားတဲ့အချိန်မှာဘယ်တိုင်းတာတည်လဲဆိုရင်ဒီချိန်တို့ကွာကိုတွေးပြီးတော့ကွာကိုရေးနိုင်တဲ့အဆင့်ဒီရရှိသွားမှာဖြစ်ပါတယ်အခုစနေတနင်္ဂနွေ2ရက်တန်းခွဲလေးခေါ်ထားတာကlevel 1တန်းလေးပဲရှိပါသေးတယ် level 2 level 3အလုံးပြီးသွားမယ်ဆိုရင်တော့ intermediate အဆင့်အနေနဲ့ essay တွေကိုကိုယ်တိုင်တွေးပြီးတော့ကိုယ်တိုင်ရေးနိုင်စေရမယ်လို့ဒီချိန်ကအာမခံပါတယ်ရှင်essay ဆိုပြီးတော့လက်တန်းတို့စာပိုက်ကြီးတွေချရေးတာကိုပဲမြင်မနေပါနဲ့သူတို့ကsubject ပဲညှိတာတွေဘာတွေအားလုံးကိုလေ့ကျင့်ခဲ့ပြီးမှ essay စာပိုက်ကြီးကိုသွားမှာဖြစ်ပါတယ်ရှင် level 1မှာကလေးကလည်းတပုတ်ပြီးတိုင်းပါပါတယ်